အများအားဖြင့်ထင်နေကြတယ်စိတ်ကဘယ်မှာရှိဘိုက်ထဲမှာရှိတယ်နှလုံးထဲမှာရှိတယ်အုံနောက်ထဲမှာရှိတယ်ဒီလိုပြောနေကြစိတ်ဟာပြတ်တာလည်းမဟုတ်တော့အဲ့နေတဲ့အချိန်မှာဘဝင်စိတ်ရှိတယ်နိုးလာတဲ့အခါမျက်စိကမြင်သိစိတ်တွေဖြစ်တယ်ဝိသိစိတ်တွေဖြစ်တယ်နားကကြားရင်ကြားသိစိတ်တွေဖြစ်တယ်ဒီလိုလူတွေရဲ့စိတ်နဲ့ကိုယ်နဲ့ဟာမကင်းမကွာအမြဲတမ်းဖြစ်နေတာဆိုတော့စိတ်ဟာအမြဲတမ်းရှိနေတယ်လို့ဒီလိုထင်အောင်ထင်မှားဖြစ်ဖို့ဆို illusion လို့ခေါ်တာ illusion ဖြစ်လာထင်အောင်ထင်မှားနေဖြစ်လာဒါကြောင့်စိတ်ဟာထာဝရရှိနေတဲ့အရှိတရားမဟုတ်ဘူးတဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တရားမျှသာဖြစ်ပါတယ်ဒါကြောင့်မို့စိတ်ကိုဇာတဖြစ်ပေါ်လာတဲ့တရားဖြစ်လာတဲ့တရားဆိုကြတဲ့ကဆိုင်ရာအကြောင်းတရားကထုတ်လုပ်လိုက်လို့ဖြစ်လာတာဖြစ်လာပြီးတော့လည်းပြန်ပြီးတော့ပျက်စီးသွားရတယ်နောက်အကြောင်းတရားတစ်ခုကထပ်ပြီးထုတ်လုပ်တယ်ထပ်ပြီးထုတ်လုပ်တယ်မပြတ်ထုတ်နေသည့်အတွက်ကြောင့်ရပ်တန့်ပြီးတော့မနေဘူးဆက်ဖြစ်နေတယ်တစ်ခါထုတ်တစ်ခါဖြစ်တယ်နောက်တစ်ခါထုတ်နောက်တစ်ခါဖြစ်တယ်ဆိုတော့မမြဲတဲ့သဘောလည်းမထင်ရှားဘူးလားအေးစိတ်တိုင်းဟာသူ့ဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တာဆိုတော့ဘုန်းကြီးတို့တွေကစိတ်ဟာဘယ်မှာရှိတုံးလို့ဆိုအုံနောက်ထဲမှာရှိတယ်လို့ပြောလို့ရမလားမရပါဘူး condition တစ်ခုအနေနဲ့တော့ပြောလို့ရတယ်ဟောနှလုံးသားထဲမှာရှိတယ်လို့ရောပြောလို့ရမလားမရပါဘူးအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေကဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဆိုဟရိယဝတ္ထုထဲမှာစိတ်ရှိနေတဲ့အကြောင်းစိတ်ထဲမှာဒီလိုထင်တတ်ကြတယ်အေးတချို့ကြတော့စိတ်ဟာရုပ်ရဲ့အကျိုးဆက်လို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အနောက်တိုင်းကပုဂ္ဂိုလ်တွေစိတ်ဆိုတာအုံနောက်ကိုခေါ်တာတော့အာယုကြောတွေကိုခေါ်တာတော့မြတ်စွာဘုရားကအုံနောက်နဲ့အာယုကြောနဲ့ကတခြားစီနော်ဆိုပါစို့ gas meter လေးထဲမှာခုနကအမှားချင်းပုတ်လို့ရအောင်ဘိန်းကလေးပါတယ် gas ပါတယ်လူတူတယောက်ရဲ့အားဆိုင်ပြီးတော့ဖိချစ်မှုလေးပါတယ်အဲ့ဒီအကြောင်းတွေဆုံလိုက်တဲ့အခါကျတော့မှမိတော့ကလေးဆိုပေါ်လာအဲ့ဒါလိုပဲလူရဲ့တဏ္ဍာမှာကံတရားကဖန်တီးထားတဲ့ possibility ဆိုဖြစ်နိုင်ခြေလေးတွေတော့ရှိတာပေါ့သို့တော့တွေးကြည့်လိုက်လေမိကြီးဖူးထဲမှာ gas မိကြီးထဲမှာမီးရှိသလားလို့မေးလို့ရှင်ဘယ်လိုဖြေလို့ရမလဲမရှိပါဘူးဘုန်းကြီးတို့မနစ်တုန်းကမေလဂျာမနီနာကဩစတြီးယားဆိုနိုင်ငံရှိတယ်အဲ့ဒီဩစတြီးယားနိုင်ငံမှာမြို့တော်ကဘီယင်နာအဲ့ဒီဘီယင်နာတက္ကသိုလ်ရဲ့အကြီးဘီယင်နာတက္ကသိုလ်ကဗမောက္ခတယောက်ကဖိတ်ပြီးစိတ်အကြောင်းဟောပေးပါဆိုလို့2 ရက်သွားဟောပြီးတော့မေကုန်းနေမေးအဲ့ဒီမှာ psychology နဲ့ပတ်သက်တဲ့ဗမောက္ခတရားနဲ့ပတ်သက်ပြီးဘုန်းကြီးမေးလိုက်တယ်စိတ်ဟာသူရဲ့တဏ္ဍာမှာရှိနေသလားလို့ဆိုသူကရှိနေတယ်ဘယ်မှာရှိအောင်အုံနောက်ထဲမှာရှိနေတယ်အဲ့ဒါလို့ဖြေတယ်အုံနောက်ထဲမှာရှိတယ်လို့ဖြေတယ်သူတို့ကအုံနောက်ကိုပဲစိတ်လို့ယူတာရှိတယ်အဲ့လိုဖြေတော့ဘုန်းကြီးမေးလိုက်တယ်အဲ့လိုဆိုလို့ရှိရင်လို့ဂီတာထဲမှာအတန်ရှိနေသလားလို့ပီယာနိုထဲမှာအတန်ရှိလားဆိုမရှိဘူးဒါဖြင့်အဲ့ဒီအတန်ဘယ်ရသွားတာလို့ဆိုတိခတ်တဲ့ပုဂ္ဂိုလ်နဲ့ခုနကဆိုင်ရာအကြောင်းတွေစုံလို့ပေါ့ကဲစမီးချစ်ထဲမှာမီးရှိလားမရှိဘူးအဲ့ဒီမရှိသလိုလူရဲ့အုံနောက်ထဲမှာလည်းစိတ်ရှိနေတာမဟုတ်ဘူးနှလုံးသားထဲမှာလည်းစိတ်ရှိနေတာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေကြောင့်သာဖြစ်ပေါ်လာတယ်လို့ဘုရားဘာသာတရားတော်အရဒီလိုနားလည်ရပါတယ်လို့ထပ်ပြီးတော့ရှင်းပြသူတို့စဉ်းစားသွားတယ်သူတို့တစ်သလုံးလက်ခံလာတာကအုံနောက်ကိုပဲစိတ်တို့ခေါ်လာတာ
အာယုံကနေပြီးတော့အုံနောက်ဒီပေါ့မျက်စိအမြင်အာယုံကနေပြီးတော့ဝင်လာတယ်ကနေပြီးအဆင့်ဆင့်သတင်းပို့ပြီးတော့လှုပ်ရှားသွားတယ်စိတ်ဖြစ်ပေါ်လာတယ်လို့ဒီလိုယူဆထားတာဆိုတော့သူတို့အတွေးခေါ်နေတာပြောင်းဖို့ရရုပ်တရက်အမတန်မှခက်ခဲတယ်အဲ့တော့ဗုဒ္ဓတရားတော်အရာဒီအာယုံကြောတွေပါလေဆိုတာ possibility စိတ်ဖြစ်ပေါ်စေနိုင်တဲ့နေရာဌာနမျိုးသာဖြစ်တယ်စိတ်မဟုတ်ဘူးသူကရုပ်တရားများသာဖြစ်တယ်စိတ်ဆိုတာရုပ်တရားကိုအမိပြုပြီးတော့ဖြစ်လာတဲ့သဘာဝတရားတစ်ခုပဲရုပ်ကိုလည်းစိတ်ခေါ်တာမဟုတ်ဘူးသူတို့ကရုပ်ကိုတချို့ကစိတ်လို့ယူဆတယ်စိတ်ဆိုတာမရှိဘူးရုပ်ရဲ့လှုပ်ရှားမှုသာဖြစ်တယ်လို့ဒီလိုဆိုတဲ့ပုဂ္ဂိုလ်တွေကဆိုတယ်အေးထားတော့ဘုန်းကြီးတို့အဘိဓမ္မာကျမ်းအရာဆိုလို့ရှိရင်စိတ်ဆိုတာဟာအရှိတရားမဟုတ်ဘူးအဖြစ်တရားလို့ပြောလို့ရတယ်အရှိတရားဆိုတာနိဗ္ဗာန်အဖြစ်တရားဆိုတာအကြောင်းကိုမျှော်ငဲ့နေရတယ်အကြောင်းစုံစည်းမှဖြစ်တယ်ဒါကြောင့်မို့လို့စိတ်ဟာဖြစ်တရားအဖြစ်တရားဖြစ်လို့မြတ်စွာဘုရားကဓမ္မသင်္ကတိပါဠိတော်မှာဥပ္ပန္နံဟောတိဆိုပြီးတော့အကြောင်းတရားတွေနဲ့အကျိုးတရားတွေနဲ့ဒီလိုဟောတော့ဥပ္ပစ္စတိနဲ့ဟောတော့ဖြစ်တယ်လို့ပဲဟောရှိတယ်လို့မဟောဘူးเนาะအဲ့တော့စိတ်လေးကဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကိုလေ့လာကြည့်ဖို့ရအတွက်လိုအပ်တဲ့အခြေခံအချက်ကလေးတွေကိုပထမကြည့်ရမယ်ရုပ်ကိုအမိပြုပြီးတော့စိတ်ကလေးဖြစ်လာတယ်အဲ့တော့စိတ်ကိုဖြစ်ပေါ်လာစေတတ်တဲ့နေရာတိုင်းကတော့စိတ်ကိုမဖြစ်စေနိုင်ဘူးပေါ့ဖြစ်ပေါ်စေနိုင်တဲ့ရုပ်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်စိတ်ဟာဘာကြောင့်ဖြစ်လာဘယ်လိုဖြစ်လာသလဲဆိုရင်ဝတ္ထုနဲ့အာယုံဆုံလို့ဖြစ်တာရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်လက်နဲ့စီနဲ့ထိမိသွားလို့ရှိရင်အတန်လေးထွက်မလာဘူးလားစောင်းကျိုးနဲ့လက်ကလေးနဲ့ထိလိုက်လို့ရှိရင်အတန်မထွက်ဘူးလားအေးအဲ့ဒီဆုံစည်းမှုသည်ဆုံစည်းရဆိုတာတိခတ်တာကိုပြောတယ်နော်ဆုံစည်းမှုသည်အတန်ထွက်ပေါ်ခြင်းအကြောင်းဖြစ်တယ်လို့ပဲလူခန္ဓာကိုယ်မှာရှိတဲ့ရုပ်တရားတွေနဲ့သို့မဟုတ်နံတရားနဲ့ပြင်ပဗဟိတကအာယုန်တွေနဲ့ဆုံစည်းမှုဟာစိတ်ဖြစ်ပေါ်ဖို့ရအကြောင်းတစ်ခုပဲလို့ဒီလိုပြောစာလို့ပြောရင်ဝတ္ထုအာယုန်ဝတ္ထုဆိုတာစိတ်ရဲ့ဖြစ်ရာတည်ရာတည်တယ်ဆိုတာအကြာကြီးတည်နေတာမဟုတ်ဘူးစိတ်ရဲ့ဖြစ်ရာမှီရာလို့ဒီလိုပြောအောင်ဥပမာမဲ့အတန်လေးဟာစောင်းတန်လေးဆိုရင်စောင်းတန်လေးကဘယ်ကိုမှီးနေတယ်ဆိုရင်စောင်းကျိုးနဲ့စောင်းအိုးကိုမှီနေတယ်စောင်းကျိုးနဲ့စောင်းအိုးသည်စောင်းတန်ရဲ့မှီရာဖြစ်တယ်လူလက်ကစောင်းတန်ရဲ့မှီရာဟုတ်ကလားလက်ကထွက်တဲ့အတန်မဟုတ်ဘူးเนาะလက်ကထွက်တဲ့အတန်မဟုတ်ဘူးစောင်းကျိုးနဲ့စောင်းအိုးကနေထွက်လာတဲ့အတန်ဒါကြောင့်မို့လို့ဒီအတန်လေးဟာစောင်းကျိုးစောင်းအိုးကိုမှီတယ်လက်ပေါ်မှာမှီတာမဟုတ်ဘူးထို့တူပဲမျက်စိနှလုံးဖွင့်ပြီးတော့ကြည့်လိုက်လို့အမြင်အာယုံလေးဒီမျက်စိနဲ့လာပြီးတော့ထိလိုက်တယ် impingement အာယုံနဲ့ဝတ္ထုနဲ့ထိလိုက်တယ်တာမန်ကြည့်ရင်တော့ဒီထိခိုက်မှုလေးဟာဘာမှတာမန်ပုဂ္ဂိုလ်ကြီးကြားနိုင်လောက်တဲ့အနေအထားမရှိဘူးတို့ရဲ့သူ့စွမ်းအားကစိတ်တစ်ခုဖြစ်ပေါ်စေလောက်အောင်ပြင်းထန်စိတ်တစ်ခုဖြစ်ပေါ်လာစေနိုင်မျက်စိနဲ့အဆင်းအာယုံလေးကထိခိုက်မှုလေးပဲအဲ့ဒါလေးဆုံလိုက်တာဟာထိလိုက်တာပဲเนาะလူတွေကတော့ထိလိုက်တယ်လို့မသိလိုက်ဘူးပေါ့ဥပမာမဲ့အတန်လေးကနားနဲ့ထိလိုက်တယ်အနံ့လေးနဲ့နှာခေါင်းနဲ့ထိလိုက်တယ်အရသာနဲ့ဒါတွေကြတော့ထိမှန်းသိတာတယ်ပေါ့နှာခေါင်းနဲ့အနံ့နဲ့ထိတာသိတာတယ်အရသာနဲ့ရှာနဲ့ထိတာလည်းသိတာတယ်ခန္ဓာကိုယ်နဲ့ဒီဖွဋ္ဌဘာယုံနဲ့ထိတာလည်းသိတာတယ်မျက်စိကနေပြီးတော့ရူပါယုံကနေမျက်စိကိုအဆင်းအာယုံတွေကမျက်စိကိုလာထိတာကြတော့သိမသိတာ
သို့တော့အဲ့ဒီထိခိုက်မှုရဲ့စွမ်းအားဟာဘလောက်ပြင်းတယ်လို့ဆိုလို့ရှိရင်စိတ်တစ်ခုမွေးဖွားစိတ်သူရဲ့ထိခိုက်မှုတွေဒါကြောင့်မို့သုတ္တံပါဠိတော်တွေမှာမြတ်စွာဘုရားကသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏံသက္ခုပတ္တရယုတ်နဲ့အဆင့်အာယုတ်ဒီနှစ်ခုကိုမှီပြီးတော့သက္ခုဝိညာဉ်စိတ်ကလေးကဖြစ်ရပါတယ်လို့ဒီလိုဟောတာနော်အဲ့တော့ဒီသက္ခုဝိညာဉ်လို့ဆိုတဲ့မြင်သိစိတ်ကလေးဟာမျက်စိထဲမှာလည်းရှိတာမဟုတ်ဘူးထိုသက္ခုပတ္တရယုတ်မျက်စိကိုလာပြီးတော့ထိတဲ့ရူပယုတ်ထဲမှာလည်းရှိနေတာမဟုတ်ဘူးသူတို့နှစ်ခုကြားမှာလည်းရှိနေတာမဟုတ်ဘူးဘယ်မှာမှရှိနေတာမဟုတ်ဘူးဒါကြောင့်မို့အရှိတရားမဟုတ်ဘူးလို့ပြောဒီတဲ့ပုံရှင်းအောင်လို့စဉ်းစားကြည့်ပေါ့စောင်းကြိုးလေးကိုလက်နဲ့တီးခတ်လိုက်လို့စောင်းတန်ကလေးထွက်လာတယ်အဲ့ဒီစောင်းတန်လေးဟာစောင်းကြိုးထဲမှာရှိနေသလားလို့စဉ်းစားကြည့်ပေါ့ရှိနေတာဟုတ်ကဲ့မဟုတ်ဘူးထူးမခြားတဲ့သချင်းနဲ့ကြိုက်အောင်တီးရင်ထူးမခြားတဲ့သချင်းတန်ထွက်မှာပဲတပြင်းသချင်းတီးရင်တပြင်းသချင်းတန်ထွက်တယ်ဟုတ်ကဲ့ရှိနေတာမဟုတ်ဘူးအဲ့တော့စောင်းကြိုးလေးနဲ့လက်ကလေးနဲ့ထိလိုက်မှုသည်ထိုနှစ်ခုပေါင်းစုံမှုဟာအကြောင်းတစ်ခုဖြစ်လာအဲ့တော့စောင်းအိုးတဲ့စောင်းကြိုးထဲမှာလည်းပဲဒီအတန်လေးကရှိနေတာမဟုတ်ဘူးတိခတ်သူရဲ့လက်ထဲမှာလည်းပဲဒီအတန်လေးကရှိနေတာမဟုတ်ဘူးလက်နဲ့ကြိုးချားထဲမှာလည်းပဲအတန်လေးကရှိနေတာမဟုတ်ဘူးတဲ့ထင်ရှားတယ်မဟုတ်လားဘယ်မှာမှမရှိဘူးဆိုတာလေလိုက်ကြည့်ရင်ဘယ်နေရာမှမရှိဘူးဆိုတာသိကြတယ်သို့တော့ဘယ်ရောက်လာတာတုံးလို့မေးလို့ရှိရင်အကြောင်းကြောင့်ဖြစ်လာတာဟောအကြောင်းကြောင့်ဖြစ်လာအဲ့ဒါကိုဝိသုဒ္ဓိမတ်မှာရှင်းရှင်းလေးရေးထားတာရှိတယ်နတ်သက္ခုတောဇာယရိဖတ်တပင်စမဖတ်တလည်း၅ခုမြောက်ဖြစ်တဲ့နန္တရားတွေဟာတဲ့မျက်လုံးထဲကထွက်လာတာလည်းမဟုတ်ဘူးနရူပတောမြင်စရာရူပယုံကထွက်လာတာလည်းမဟုတ်ဘူးတဲ့နဒေတံဥပိဏမန္တရာအဲ့ဒီနှစ်ခုရဲ့ဈာထွက်လာတာလည်းမဟုတ်ဘူးဟေတုံစပပဝံဟေတုံပဋိစ္စပပဝန္တိသင်္ခတသင်္ခတတရားဆိုတာအကြောင်းကနေစလာတာတဲ့ဟောအကြောင်းကြောင့်ဖြစ်တယ်လို့ပြောတာနားလည်အောင်လို့သူကဥပမာလေးပါရေးထားတယ်ပဟတာယတတ္တောယထာပေပဟတာယဘေရိယစီတီးလိုက်လို့ထွက်ပေါ်လာတဲ့အတန်ကလေးလိုပဲတဲ့ဆိုနားမလည်စရာအကြောင်းကိုမရှိဘူးဟုတ်ကဲ့ဒါကြောင့်မို့လို့စိတ်ဆိုတာအဖြစ်တရားလို့ပြောတာအရှိတရားမဟုတ်ဘူးဘာဖြစ်လို့အဖြစ်တရားဆိုရင်အကြောင်းတရားတွေပေါင်းစုံတဲ့အခါမှာဖြစ်လာသည့်အတွက်ကြောင့်အဖြစ်တရားအဲ့တော့အကြောင်းတရားတွေစုံမှဖြစ်တယ်ဆိုရင်အကြောင်းတရားတွေမစုံရင်မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်မရဘူးလားမရပါဘူးဗျာအေးပရိစ္ဆေသမုပ္ပါဒ်ကိုမြတ်စွာဘုရားဟောတဲ့အခါကျတော့ဣမတဥပ္ပါကဣဒံဥပ္ပစ္စတိဒါဖြစ်လို့ဟောတာဖြစ်တာဟောဒါဖြစ်လို့ဟောတာဖြစ်တာဆိုအကြောင်းဖြစ်လို့အကျိုးဆိုတာဖြစ်တာဣမတမိတတိဣဒံဟောတိဒါရှိနေဒါရှိမှာပဲဟောရှင်ညွန့်ချက်လေးနဲ့ပြောတာဗျာစကားလုံးတူတူလေးနဲ့နော်ဒါရှိနေဟိုဟာရှိမယ်ဒါဖြစ်လို့ဟိုဟာဖြစ်ရတာဒါမရှိရင်ဟိုဟာမရှိတော့ဘူးတဲ့ခိုးဟာငြိမ့်သွားရင်ဒါလည်းငြိမ့်သွားမှာပဲဟောမမြဲတဲ့သဘောတွေကိုပြိဿသမုပ္ပါဒ်ကိုဟောဒီ၄ချောင်းနဲ့မြတ်စွာဘုရားဟောထားတယ်အဲ့တော့သဘာဝတရားတွေကအလွန်ရှင်းရှင်းလင်းလင်းရှိတော်လည်းပဲလူတွေရဲ့အသိဉာဏ်အနေနဲ့သဘာဝတရားကိုထွင်းပြီးတော့မြင်ဖို့ဆိုတာတော်တော်ခက်တယ်ဒုဒ္ဒတ္တမြင်နိုင်ခဲ့တယ်မြင်နိုင်ခဲ့သည့်အတွက်ကြောင့်ခံပီရနဲ့တယ်လို့ပြောတာနော်တာမန်အတွေးနဲ့တာမန်အသိဉာဏ်နဲ့မရနိုင်ဘူးတဲ့ဉာဏ်ပညာရဲ့နည်းနည်းမှုဟာဒါကြောင့်မလို့စိတ်ဆိုတဲ့တရားဟာအဖြစ်တရားပဲအရှိတရား